အဲ့ဒီအနာရပင်တထေးကြီးရဲ့အိမ်မှာတတိုင်းတွေကအထက်ထက်ကာယံထားတာအဲ့ဒီမှာစတုထမြောက်တတိုင်းမှာမုတ်မှာစောင့်နေတဲ့နတ်တယောက်ရှိတယ်အဲ့ဒီနတ်ကမိစ္ဆာဒိဋ္ဌိနတ်ဟုတ်လားအဲ့ဒီနတ်ကသူကမုတ်ပေါ်မှာအမြဲတမ်းနေနေတာဒါပေမဲ့လို့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကြွလာရင်သီလရှိတဲ့ပုဂ္ဂိုလ်တွေကအောက်ကဖြတ်သွားတာဆိုတော့အဲ့ဒီတန်ဃာတွေအဝင်အထွက်လုပ်တိုင်းသူနဲ့သူ့မိသားစုကမြေကြီးပေါ်ကိုဆင်းဆင်းပြီးတော့နေရတာအဲ့ဒါကို तू မကြိုက်ဘူးမကြိုက်တော့ဘာလုပ်လဲဆိုတော့တရက်လည်းမဟုတ်တနေ့လည်းမဟုတ်တလလည်းမဟုတ်နှစ်တည်းလည်းကြာလာပြီဆိုတော့တန်ဃာတော်တွေဒီအိမ်မလာစေခြင်းဘူးအဲ့ဒီတော့ဘာလုပ်လဲဆိုတော့တထေးကြီးကိုလည်းမပြောရဲဘူးတထေးကြီးကသောတာပန်အရိယာကြီးလေအဲ့ဒီတော့ तू ဘယ်သူကိုပြောလဲဆိုတော့အဲ့ဒီတထေးကြီးရဲ့အမှုကိစ္စအားလုံးကိုဥဆောင်ပြီးတော့ဆောင်ရွက်ပေးတဲ့အမှုဆောင်လူကြီးစီကိုချင့်ကပ်ပြီးတော့ပြောတာအဲ့ဒီနတ်ကကိုထင်ရှားပြပြီးတော့တောင်ပြောတာနော်သင်တို့တထေးကြီးကစီဝါရေးလည်းဘာမှမလုပ်ဘူးအမြဲတမ်းပေးကမ်းနေတာယဟန်ဂေါရမရဲ့သာသနာမှာအမြဲတမ်းစွန့်လူနေတာဆိုတော့တနေ့မွဲသွားလိမ့်မယ်ဒါကြောင့်တန်ဃာတွေကိုဒီအိမ်မလာစေနဲ့အဲ့ဒီလိုပြောတော့အမှုဆောင်လူကြီးကလည်းသူတော်ကောင်းကြီးဆိုတော့သင်ဘာပြောတာတော့တထေးကြီးကငါရဲ့ရောင်စုံကနေကင်ဆွဲပြီးတော့အိမ်ကနှင်ထုတ်မယ်ဆိုရင်တောင်မှငါဒီစကားမပြောနိုင်အဲ့ဒါနဲ့နတ်ကလက်လျှော့နောက်နာရပင်တထေးကြီးရဲ့သားကြီးစီကိုချင့်ကပ်ပြီးတော့တခါပြောပြန်သားကြီးကလည်းလက်မခံအဲ့ဒါလို့နဲ့တထေးကြီးကိုတော့ तू လုံးဝမပြောရဲဘူးနော်အဲ့ဒါလို့နဲ့နေလာရင်နဲ့နောက်တော့ဘာဖြစ်လဲဆိုတော့တထေးကြီးကဆင်းရဲနွမ်းပါသွားတာဘာလို့ဆင်းရဲနွမ်းပါသွားလဲဆိုတော့တထေးကြီးစီကနေပြီးတော့ငွေကြီးတွေကိုချေးငှားပြီးတော့လုပ်ကြတဲ့ကုန်တယ်ပေါက်စလေးတွေရှိတယ်အဲ့ဒီကုန်တယ်ပေါက်စလေးတွေကဆူဆူပြီးတော့ငွေကြီးတာငွေပေါင်း38ကလေးတန်180ကျော်လောက်နော်အဲ့ဒါတွေကိုတထေးကြီးကစီးပွားရေးမှာသိပ်ပြီးတော့အာယုံမဆိုင်ဖဲနဲ့သာသနာရေးကိစ္စကိုပဲစိတ်ဝင်စားနေတာဆိုတော့အဲ့ဒီကုန်တယ်ငယ်လေးတွေကပြန်မပေးဘူးအဲ့ဒါတထေးကြီးမှာငွေ38ကလေးကျွေးထဲမှာနစ်နေတာဟုတ်လားပြီးတော့ဘိုးဘွားမိဘဆက်ပိုင်ခဲ့တဲ့အရှိရဝတီမြေကမ်းတစ်ဘေးမှာမြုပ်ထားတဲ့ငွေ38ကလေးကြီးဦးတွေထဲမှာအလုံးပိတ်ပြီးတော့မြုပ်ထားတာတွေရှိတယ်အဲ့ဒါလည်းအရှိရဝတီမြေကျောကရေကြီးတော့တခါတည်းတိုက်စားပြီးတော့မျောပါသွားတာအဲ့ဒီငွေအိုးကြီးတွေကမပွင့်မဲနဲ့အလုံးပိတ်ကြီးတွေလိမ့်ပြီးတော့မြည့်ရဲ့ကျမ်းမြေချောင်းလိမ့်ပြီးတော့အဲ့ဒါသမုဒ္ဒရာကြီးရောက်နေတာအဲ့ဒါ38ကတိတဲ့အဲ့ဒီမှာတထေးကြီးမှာတော်တော်ကြီးကိုဆင်းရဲနွမ်းပါသွားတော့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုကိုယ်တော်ချမ်းသာတော်ကလို့ကောင်းကောင်းမွန်မဆက်ကပ်နိုင်ဘူးစကွဲထမင်းဘုံရီဟင်းတဲ့ဒါလေးပဲလှူနိုင်တာအဲ့ဒါတထေးကြီးကစိတ်မကောင်းဘူးတထေးကြီးကစိတ်မကောင်းတော့ဒီနေ့တော့မြတ်စွာဘုရားထံတော်မောက်အဲ့ဒီတထေးကြီးရောက်သွားတယ်ရောက်သွားပြီးတော့ရှင်ဘုရားတဲ့ဘုရားမှုရှိတဲ့တန်ဃာတော်တွေကိုဘုရားတပည့်တော်မုံမြတ်မဆက်ကပ်နိုင်တဲ့အတွက်ကြောင့်စိတ်မကောင်းဘူးဘုရားအဲ့ဒီလိုလျှောက်တော့မြတ်စွာဘုရားကတခါကြီးစိတ်မကောင်းမဖြစ်ပါနဲ့သင်ရဲ့လှူပွဲဝိတုကညံ့မိမယ်လို့အလှူခံပုဂ္ဂိုလ်ကသီလသမารိပညာနဲ့ပြည့်စုံတဲ့ဘုရားလက်ထက်သာသနာတွင်ကာလကြီးမှာဆိုတော့အလှူခံပုဂ္ဂိုလ်ကသိမြင့်မြတ်တဲ့အတွက်ကြောင့်အင်မတန်အကျိုးကြီးတယ်တဲ့ငါဘုရားတခုသောဘဝတုန်းကဝေလာမဆိုတဲ့ပုံနာကြီးဖြစ်ခဲ့တယ်စီးတဲ့ဥစ္စာလည်းသိပ်ပြီးတော့ကြီးကျယ်ပိုင်ဆိုင်ခဲ့ဘူးတဲ့အဲ့ဒါအလှူဒါနရဲ့အကျိုးပေးတွေကိုသိယုံကြည်တဲ့အတွက်ကြောင့်ငါအများကြီးအလှူဒါနတွေပြုခဲ့တာဘယ်လောက်ထိပြုလဲဆိုလို့ရှိရင်အနီးနားဝန်းကျင်မှာရှိတဲ့လူတွေလည်းမလို့ရဘဲနဲ့ထွန်တုံးတွေကိုထောင်ထားရောက်လောက်အောင်ငါအလှူဒါနကြီးကိုပြုခဲ့တာထမရေချောင်းစည်းဆိုတာအဲ့ဒီတုန်းကမှတကယ်တဲ့မြတ်စွာဘုရားကအဲ့ဒါပေးခဲ့တာမြန်ရွှေလီမန်းနေနဲ့ထည့်ပေးတယ်ငွေလီမန်းနေနဲ့ထည့်ပေးတယ်အဝတ်အစားတွေအစားအသောက်တွေအကုန်လုံးအသုံးအဆောင်ငါမလှူဘူးတာဆိုရင်မရှိတော့အောင်အကြီးကြီးလှူခဲ့တာဒါပေမဲ့လို့တဲ့အလှူရဲ့အစာပေါင်းများစွာနှိမ့်ချတဲ့ကုသိုလ်ကောင်းမှုကိုပဲငါရခဲ့တာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကတထေးကြီးတဲ့ဒါဂါကြီးတဲ့အလှူဒါနနှိမ့်ကြလို့အလှူဝတ္ထုနှိမ့်ကြလို့စိတ်ဓာတ်မကြပါနဲ့ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါလိုဝေလာမသုတ်တန်ကြီးဟောပြီးတော့
ဒါလည်းပြီးတတိကြီးလည်းဝမ်းမြောက်ဝမ်းသာဖြစ်အိမ်ပြန်အဲ့ဒီမှာတတိကြီးဆင်းရဲပြီးမွဲပြီးဆိုတော့မှစောတော်တုန်းကစတုထမြောက်တကားမုတ်မှာနေတဲ့မိစ္ဆာဒိဋ္ဌိနတ်နော်စာတုန်းကတတိကြီးအစဉ်ပြေတုန်းက तू မပြောရဲဘူးအခုဆင်းရဲပြီဆိုတော့ဒီအချိန်မှာငါပြောရင်တော့ငါစကားကိုလက်ခံတန်ကောင်းရဲ့လို့ तू အဲ့လိုတွက်တယ်သူအတွက်မှားတာကိုနောက်တော့သိရမယ်အဲ့ဒါနဲ့တန်ကောင်ရမှာတတိကြီးရဲ့အိတ်တဲ့အဆောင်ကိုတန်ကောင်ရမှာအယောင်ဝါရီနဲ့သူလာလာနောက်တော့ဘာကိစ္စလဲစတုထမြောက်တကားမုံမှာစောင့်နေနတ်ပါဘာကိစ္စလဲမှန်လားပါတတိကြီးတဲ့တတိကြီးခုဆင်းရဲနေပြီနော်အဲ့ဒါငါသိပါလေအဲ့ဒါကိုချမ်းသာခြင်းလို့ရှိရင်ဒါမျိုးမလုပ်တဲ့ဘူးဘာမျိုးမလုပ်တဲ့တာလဲယဟန်ဂေါရမအမှုပြုတဲ့တန်ဃာတော်တွေကိုအမြဲတမ်းပေးကြွေစွန့်ကြဲနေမှတော့စီးပွားရေးပဲစိတ်ဝင်စားမှတော့မွေးမှာပေါ့တဲ့ဒါကြောင့်တထေကြီးပြန်ပြီးတော့စီးပွားရေးအခြေအနေကောင်းကျင်တယ်ဆိုရင်ယဟန်ဂေါရမအမှုရှိတဲ့တန်ဃာတော်တွေကိုအိမ်မလာစေနဲ့နော်ပြီးတော့စီးပွားရေးကိုဇောက်ချပြီးတော့လုံးတဲ့အဲ့ဒါကသင်ကငါ့ကိုပေးတဲ့အဆုံးမလားတဲ့တထေကြီးကဟုတ်တယ်တဲ့ဒါသင်အတွက်ပေးတဲ့အဆုံးမပဲအေးဒါသင်အဆုံးမဆိုရင်ငါပြောမယ်သင်အင်မတန်မိုက်တဲ့နတ်ပဲတဲ့သင်လိုမိုက်တဲ့နတ်နဲ့ငါတအိမ်ထဲမှာအတူတူမနေနိုင်ဘူးဒါကြောင့်သင်ငါအိမ်မှာလုံးဝမနေနဲ့တဲ့